ကဲဆရာကူဆွေးနွေးပေးချင်တာကတော့ G11 chemistry ပေါ့နော်ဒါအခန်း3ပေါ့အခန်း3မှာ oxidation number တနည်းအားဖြင့် oxidation state လို့ခေါ်တဲ့တတိုကိန်းလေးတွေကိုသတ်မှတ်တဲ့ rule စီမင်း8ချက်ကိုဆွေးနွေးပေးမှာဖြစ်ပါတယ်နံပါတ်1 all element လို့ပြောလိုက်တဲ့က dressing ပေါ့ dressing ဆိုတဲ့ကတန်တန်လေးပေါ့ဗျာဘယ်သူတည်းမှမပေါင်းဘူးပေါ့ဒါပေမဲ့ element လို့ပြောလိုက်ရင် dressing လို့ပြောရင်ဘာဖြစ်လို့တန်တယ်တန်တော့ဘာလို့ခေါ်လဲ pure state လို့လည်းခေါ်တယ် free state လို့လည်းခေါ်တယ် and combined state ဒီ dressing ဟာအခြားသော dressing တွေနဲ့မပေါင်းရတဲ့အခြေအနေပေါ့ဒါကို and combined state free state pure state အဲ့တော့ dressing တွေဟာတန်တန်လေးဆိုရင်သူတို့ရဲ့ oxidation number တက်တိုကိန်း0ဖြစ်ပါတယ်ဒါပေမဲ့ dressing တန်တန်0မှတ်လို့ခေါ်ပါတယ်ဟောဘယ် element ပဲဖြစ်ဖြစ်သူတို့ရဲ့ oxidation number တက်တိုကိန်းဟာ pure state မှာပဲဖြစ်ဖြစ် free state မှာပဲဖြစ်ဖြစ် and combined state မှာပဲဖြစ်ဖြစ်သူတို့ရဲ့ oxidation number ဒီ0ပါအဲ့တော့ dressing လို့ပြောလိုက်ရင် monoatomic diatomic triatomic polyatomic monoatomic atom တစ်လုံးပဲပါ diatomic atom နှလုံးပဲပါ triatomic atom သုံးလုံးပဲပါ polyatomic atom သုံးလုံးထပ်ပဲပို့ပြီးတော့ပါဟုတ်ပြီနော်သူတို့ကစင်နေဘယ်သူနဲ့မှပေါင်းတာချင်းလည်းမရှိဘူး plus or minus လည်းမပါဘူးဆိုရင်အဲ့ဒီ all element dressing အားလုံးရဲ့ဘာတိုကိန်းဒီတက်တိုကိန်းဒီ0ဖြစ်ပါတယ်เนาะဒါ monoatomic ဆိုတာ copper နော် copper အတန်တစ်လုံးပါတယ် sodium အတန်တစ်လုံးပါတယ်ဘယ်လိုနဲ့မှမပေါင်းထားခြင်းမရှိဘူးဒါဆိုစင်နဲ့တက်တယ်လို့ခေါ်တယ် diatomic အတန်နှလုံးပါတယ်ကောင်နေ hydrogen ကြီးပဲ hydrogen အတန်နှလုံး oxygen အတန်နှလုံး hydrogen အတန်နှလုံး fluorine အတန်နှလုံး a shadow dressing မျိုးဆိုင်နဲ့ပေါင်းစပ်ထားခြင်းမရှိဘူးဒါကို dressing တက်တယ်လို့ခေါ်တယ် triatomic အတန်3လုံးပေါ့ဒါ oxygen အတန်လေးကြီးပဲ3လုံးပေါ့နော်နောက် polyatomic ဆိုရင်phosphorus ဆို4လုံးရှိတယ် sulfur atom ဆို8လုံးရှိတယ်အဲ့တော့အခြားသော element တွေရောဆက်နေခြင်းမရှိဘူး and combined state အဲ့လို elements တွေကိုဆရာတို့ဘာလို့ခေါ်လဲဆိုရင်သူတို့ရဲ့ data gain တွေအားလုံးဒီ0ဖြစ်ပါတယ်ကြောက်ဖို့ဆရာ dressing တန်တဲ့0မှတ်နောက်တစ်ခုက natural molecule ပဲဖြစ်ဖြစ် natural compound ပဲဖြစ်ဖြစ်သူတို့အထဲမှာရှိနေတဲ့ atom လေးတွေရဲ့စုစုပေါင်း oxidation number လို့ခေါ်တဲ့ data gain ဒီတုံညနဲ့ညီရမယ်natural molecule ထဲမှာဖြစ်ဖြစ် natural compound ထဲမှာပဲဖြစ်ဖြစ်သူတို့ထဲမှာပါဝင်နေတဲ့အချံလေးတွေရဲ့စုစုပေါင်း dato gain ဒီဘာနဲ့ညီရမလဲ0နဲ့ညီရမယ် for example natural molecule တွေတခုတော့ပြောမှာမယ် CO2 plus or minus ပါလားမပါရင်ဒါ natural molecule အော်ဒီ natural molecule ကိုခေါ်တဲ့ဘာ O2 လဲ CO2 ထဲမှာပါတဲ့အတန်လေးတွေရဲ့dato စုစုပေါင်း dato gain ဆိုတော့ဒီမှာ carbon အတန်တစ်လုံးရှိရဲ့ plus oxygen က2ဆဆို 2 O သူတို့ရဲ့စုစုပေါင်းဓာတုကိန်းလေးထည့်လိုက်မှာပေါ့နော်သူတို့ရဲ့စုစုပေါင်းဓာတုကိန်းဒီဘာနဲ့ညီပြရမလဲ0နဲ့ညီရမယ် natural compound တစ်ခုပြောပါဆိုရင်တော့ NaCN ပေါ့ဟိုမှာ Na plus Cn Na ရဲ့ဓာတုကိန်းဒီ Cn ရဲ့ဓာတုကိန်းဒီစုစုပေါင်းပေါင်းလိုက်တဲ့ဓာတုကိန်းတွေအတွက်ဟာဘာနဲ့တူရမလဲ3ညနဲ့0နဲ့တူရမှာဖြစ်ပါတယ်။ဒါပို့ဆရာ natural molecule ပဲဖြစ်ဖြစ် natural compound ပဲဖြစ်ဖြစ်သူထဲမှာရှိတဲ့အတက်လေးတွေရဲ့စုစုပေါင်း oxidation number ဒီ0နဲ့ညီရမယ်။နောက်က polyatomic ion တွေ polyatomic ion ထဲမှာရှိတဲ့အတက်လေးတွေရဲ့စုစုပေါင်းဓာတုကိန်းကတော့အဲ့ဒီ ion ပေါ်မှာရှိတဲ့ shaft နဲ့တူရမှာဖြစ်ပါတယ်။ဥပမာဆရာတို့က SO4 2 minus ဒါဒီဘာလဲလို့မေးရင် polyatomic ion လို့ခေါ်ပါအဲ့ဒီထဲမှာပါတဲ့အတန် sulfur အတန် oxygen အတန်၄လုံးပါသူတို့ရဲ့စုစုပေါင်းဘာတိုကိန်းဒီဓာတုကိန်းဒီတဲ့အဲ့ဒီ ion ကြီးတစ်ခုလုံးပေါ်မှာshaft နဲ့တူရမယ်2 minus ဆိုတော့ data gain ပြောင်းရင် minus 2ဖြစ်ပါရဲ့ဒါလေးပဲเนาะနောက်ခု hydrogen မှာကျတော့ data gain 2မျိုးရှိရယ် plus 1ရှိတယ် minus 1ရှိရယ်ဒါဘယ်လိုလေ့လာမလဲ hydrogen ရဲ့ဘေးကိုကြည့် hydrogen ရဲ့ဘေးမှာ non metal ပါနေခဲ့ရင်အဲ့ဒီ hydrogen က plus 1ဖြစ်ပါတယ် for example hydrogen ရဲ့ဘေးမှာ chlorine တွေ non metal ဖြစ်ပါတယ်ဒါကြောင့် metal က hydrogen ဒီ plus 1မှာA2 က hydrogen sulfide မှာ hydrogen ရဲ့ဘေးပတ်လည်မှာပါရှိတယ် sulfur ပါလေ non metal sulfur non metal ဖြစ်နေခဲ့ရင် hydrogen က plus 1ဖြစ်ပါတယ်နောက်ခု ammonia NH3 အဲ့ဒီမှာလည်း nitrogen ဒီ non metal သူ့ပတ်ဝန်းကျင်မှာ non metal ဖြစ်နေ hydrogen ကပါလဲလို့မေး plus 1ဖြစ်ပါတယ်hydrogen ရဲ့ဘေးမှာ metal ပါလာခဲ့ရင်တော့အဲ့ဒီ hydrogen တူကိန်းဒီ minus 1ဖြစ်ပါတယ် metal နဲ့တွဲတဲ့ hydrogen တွေကို metallic hydride လို့ခေါ်ပါတယ်metallic hydride မှာဆိုရင် hydrogen တူကိန်းဒီ minus 1ဖြစ်ပါတယ်ဥပမာ sodium hydride lithium hydride calcium hydride hydrogen ဘေးမှာ sodium metal ဖြစ်ပါတယ်ဒါဆို hydrogen minus 1မှာ hydrogen ရဲ့ဘေးမှာ lithium metal ဖြစ်ပါတယ်ဒါဆို hydrogen minus 1မှာအစရှိတဲ့ဖြင့်ပေါ့oxygen မှာဓာတုကိန်း3မျိုးရှိတယ် minus 2ရှိတယ် minus 1ရှိတယ် plus 2ရှိတယ်များသောအားဖြင့်ဆရာတို့ဘာတွေတွေ့ရလဲဆိုရင် minus 2ကိုတွေ့ရတယ် oxygen ဓာတုကိန်းဒီ minus 2ရှိတယ် minus 1ရှိတယ် plus 2ရှိတယ် compound တွေ oxide တွေထဲမှာဆိုရင် oxygen ဟာအမြဲတမ်း minus 2ပါ compound A2 ကိုအဲ့ထဲမှာ oxygen ဒီဘယ်လောက်လဲဆရာကြီးတို့တွေက minus 2ဓာတုကိန်းနော် oxide တွေ calcium oxide sodium oxide ဘယ် oxide မဆိုတဲ့ oxygen နဲ့ဓာတုကိန်းဒီ minus 2ပါပါ oxide ထဲမှာဆိုရင်နော် oxygen ဓာတုကိန်းဒီ minus 1ပါ oxide တွေမှာ3မျိုးရေးပေးထားတယ် sodium ပါ oxide hydrogen ပါ oxide barium ပါ oxide ထဲမှာဆိုရင်တော့ oxygen ဓာတုကိန်းဒီ minus 1 halogen နဲ့တွဲတဲ့ compound တွေပေါ့ halogen ပါတဲ့ compound တွေထဲမှာဆိုရင်တော့ oxygen ရဲ့ဓာတုကိန်းဒီ plus 2ဖြစ်ပါတယ်ဒီမှာ OF2 ဖြစ်ပါတယ်အဲ့တော့ဒါဒီ fluorine ဆိုတာဘာလို့ကျင်လဲ halogen ပါတဲ့ compound ထဲမှာဆိုရင် oxygen ရဲ့ဓာတုကိန်းဒီ plus 2ပါ fluorine ကအမြဲတမ်း minus 1ဖြစ်ပါတယ်နောက်ခုဆို minus 2 oxygen plus 2ပါ
နောက်ခုဆရာတို့ကEgali metal တွေဟာခုနဆရာတို့ airline တို့ LA တို့ K တို့ပေါ့ Egali metal က group လောက်မှာရှိတယ်1မှာရှိတယ်အဲ့ဒီ Egali metal တွေဒီသူ့ရဲ့ token ဒီ +1 ဖြစ်ပါတယ် combine state နော်ပေါင်းဆက်တဲ့အချိန်တွေမှာဆိုရင် Egali metal ရဲ့ token ဒီ +1 ဖြစ်ပါတယ်ပေါင်းဆက်တဲ့အချိန်တွေမှာပဲ Egali H metal ရဲ့ token ဒီ +2 ဖြစ်ပါတယ် Egali H metal က group 2ထဲမှာရှိပါတယ် for example BE တို့ MG တို့ CA တို့ဖြစ်ပါတယ်နောက်တစ်ခုက ionic compound ဆိုတာ metal နဲ့ non metal နဲ့ပေါင်းတာပါ metal နဲ့ဘာနဲ့ပေါင်းတာလဲ non metal နဲ့ပေါင်းတာပါအဲ့တော့ ionic compound ထဲမှာပါတဲ့ metal တွေရဲ့ oxidation number တတုကိန်းကြီးအမြဲတမ်း positive ဖြစ်ရမယ် okay နောက်နောက် halogen ကြားဖို့ပါတယ် fluorine chlorine bromine iodine အဲ့ဒါဘာလိုချင်နေလဲ halogen ဆိုတာ salt form မှာစားတွေကိုဖြစ်စေတဲ့ပစ္စည်း fluorine ဒီအမြဲတမ်း minus 1 ဖြစ်ပါတယ် chlorine တွေ bromine တွေ iodine တွေကတော့ minus 1 လည်းဖြစ်နိုင်လို့ဆရာတို့က +1 to +7 ထိလည်းဖြစ်နိုင်ပါတယ် positive တွေလည်းဖြစ်နိုင်ပါတယ်เนาะပြောပါမယ် fluorine ဒီ -1 ပဲအမြဲတမ်းဖြစ်ရပါမယ်ဒါပေမဲ့ chlorine တို့ bromine တို့ iodine တို့ရဲ့တတုကိန်းကတော့ -1 လည်းဖြစ်နိုင်တယ်ဒါမှမဟုတ် +1 to +7 ထိဖြစ်နိုင်တယ်ကဲလေ့လာကြည့်အောင် halogen တွေက in compound ထဲမှာဆိုရင် halogen တွေဟာတတုကိန်းဒီ -1 ဖြစ်ပါတယ်ဥပမာ sodium bromide potassium iodideနောက်တစ်ခါပါလေ hydrogen chloride gas ပေါ့ okay ဒီမှာဆိုကြည့်ပါဦး sodium ဒီ +1 B က -1 ဖြစ်ပါတယ်ဒါ compound လို့ခေါ်ပါတယ် K +1 I -1 ဖြစ်ပါတယ်A +1 CN -1 ဖြစ်ပါတယ်ညော compound ထဲမှာပါတဲ့ halogen တွေရဲ့တတုကိန်းတွေအမြဲတမ်း -1 ပါနောက်တစ်ခုကဆက်တော့ interhalogen compound ပဲဖြစ်ဖြစ် oxygenated compound oxygen ပါတဲ့ compound တွေပဲဖြစ်ဖြစ်အဲ့ဒီအချိန်မှာဆိုရင် halogen ရဲ့တတုကိန်းတွေ positive နော် oxidation number ဒီပါလဲ positive interhalogen compound inter ဆိုတာ between halogen အချင်းချင်းပေါင်းဆက်ထားတဲ့ compound တွေထဲမှာဆိုရင်သူတို့ရဲ့ token ဒီ positive ဖြစ်ပါတယ် positive က +1 to +7 ပါဥပမာဆရာတို့ BRF3 BR ကလည်းဘာလို့ခြင်းပဲ halogen ပဲ fluorine ကလည်းဘာလို့ခြင်းပဲ halogen ပဲ BR ရဲ့ token ကိုရှာမယ်ဆိုပါဆို FD အမြဲတမ်း -1 3ခုဆိုတော့ -3 BR ဒီဘယ်လောက်လဲ +3 ဖြစ်သွားတယ် IF7 မှာဆိုရင်I ရလည်းပါပဲလေ halogen ပဲ fluorine ကလည်းပါပဲတော့ halogen ပဲကဲ iO ရှာမယ်ဆိုပါတော့ fluorine ဒီအမြဲတမ်းပါ1တော့ -1 ခုနှစ်ခုဆိုတော့ -7 ဆိုတော့ iodine ဒီ +7 ဖြစ်ပါတယ်နောက် oxygenated compound oxygen ပါတဲ့ compound တွေထဲမှာဆိုရင် halogen ရဲ့ token တွေ positive ပဲ positive လို့ပြောလိုက်ရင် +1 to +7 ဖြစ်ပါတယ်ဥပမာ NaOCN ဒါဒီဘာ oxygen ပါတဲ့ compound လဲဆိုရင် oxygen ပါတဲ့ compound ထဲမှာဆိုရင် halogen တွေရဲ့ token ဒီအမြဲတမ်းplus ပါ positive ပါ positive လို့ပြောလိုက်ရင် +1 to +7 ပါကဲ Na က +1 ရှိပါတယ် oxygen က -2 ရှင်းလိုက်ရင်ဘယ်လောက်ကျန်တော့ -1 0ဖြစ်ဖို့အတွက်ဆိုရင် +1 ပါဒါ chlorine token ဒီ +1 ဖြစ်ပါတယ်နောက်က covalent bond ဆိုတာသိပါတယ်နန်းနန်းပေါင်းရင် covalent bond ဖြစ်ဖို့အတွက် name metal နဲ့ name metal နဲ့ပေါင်းရ name metal ဆိုတာဘာတက်ရှိတယ်ဓမ္မတန်ဖိုးရှိတယ်ဒါလည်းဓမ္မတန်ဖိုးရှိတယ်ဟုတ်ပြီဒါဆိုရင်နန်းနန်းပေါင်းရင်ဘာပေးလဲ covalent bond ဖြစ်ဖို့အတွက် name metal နဲ့ name metal နဲ့ပေါင်းတယ်အဲ့လိုချိန်မှာဆရာတော့ more electronegative atom ဓမ္မတတိပိုများတဲ့အတန်ကိုဆရာတို့က negative oxidation number ဖြစ်သတ်မှတ်ပါတယ်နော် name metal ဆိုပေမဲ့ဓမ္မတတိပိုများတဲ့ name metal အတန်ကို negative oxidation number ဖြစ်သတ်မှတ်ပါတယ်ဥပမာဆို BRF5 မှာဆိုပါဆို bromine ကလည်း name metal ပဲ fluorine ကလည်း name metal ပဲဒါပေမဲ့ bromine နဲ့ fluorine မှာဘယ်သူကဓမ္မတတိတန်ဖိုးပိုများလဲဆိုရင် fluorine ကဓမ္မတတိတန်ဖိုးပိုများတယ်အဲကြောင့်ဒီဓမ္မတတိပိုများတဲ့name metal အတန်တွေက negative oxidation number ပါ oxidation number ပါ nitrogen နဲ့ hydrogen ကလည်း name metal hydrogen ကလည်း name metal ဒါပေမဲ့ nitrogen ကဓမ္မတတိပိုများတယ်ဒါကြောင့် nitrogen ဒီ negative oxidation number ဖြစ်ပါတယ်